မှတ်ချက်မှာနာမည်လေးပြောလိုက်ပေါ့နော်တမီနော်အဲ့လိုလေးပေါ့နော်အဲ့ဒါဆိုရင်မစင်ဟုတ်ပြီထည့်ဖို့အဆင်မပြေဘူးဆိုလို့ရှင်လည်းအဲ့လိုလေးတွေလည်းမှာယူလို့ရပါတယ်နော်တမီနော်ဟုတ်ပါပြီရှင်ဟုတ်ပါပြီအဲ့ဒါဆိုရင်စမကိုနာမည်လေးပဲပြောလိုက်ရင်ရပြီနော်ဟုတ်ပါပြီရှင်ကဲအဲ့ဒါဆိုရင်နော်တမီလာခဲ့လားနော်မကစက်ပြီးတော့တမီဆိုင်မှာဒါမုံလာစားတာရတယ်ဒီမှာရှယ်ဟိုဖထုတ်ချင်းစက်စားတာအဲ့ဒါမန်လေးကနေမှတောင်းတဲ့ဗီဒီယိုလေးကိုသူကလာမှားတာဟိုပါပေါ့နော်ဓာတ်ရိုက်ပြင်လို့မရလို့အဲ့ဒါလေးလာပြောနေဆောင်းအကျွေးတွေအများကြီးတင်နေတယ်ဆက်စရာလိုနေတယ်ဆိုလို့ရှိရင်ကိုကကောင်းတာလေးတစ်ခုကိုကဖြည့်ချင်နေဆိုရင်ဆမခုခံပြီးထားတယ်1000နံဗီဒီယိုလေးပေါ့နော်အကျွေးတင်ညအကျွေးဆက်နိုင်လို့ဆိုတဲ့ဗီဒီယိုလေးကိုဆမကတုံး1000နဲ့ဖြန့်ချင်နေတာဖြစ်တယ်အဲ့ဒါဆိုတော့ Messenger ကနေလာမှာတယ် Viber သုံးတတ်ပြီဆိုရင် Messenger ရတယ် Telegram ရတယ်နော်3996 558မှာဆက်သွယ်ပြီးတော့ဆမကိုတိုက်ရိုက်တယ်မှာယူနိုင်ပါတယ်Viber ဖုန်းနံပါတ်ကလည်း iPhone နံပါတ်ပါတယ်နော်ထုတ်ဒီလိုလေးရှိဆိုင်လေးစားတာစီးပြီးစားကြပါဦးရှင်အဲ့တော့တင်ညပြေကုန်ကြည့်ကြပါစေညဆိုရင်လည်းတမီလေးတယောက်ကဆမတဲ့အကုန်တော့တယ်ညကြည့်ပြီးတော့ဝက်လောက်ဆိုရသွားပြီတဲ့အဲ့လိုလေးဆမကိုညနေပိုင်းလာကြွားတယ်စပါရမ်းပြောပါတယ်အဲ့တော့ဆမတို့ဒီ1000နံလေးဒီလူတိုင်းတန်းချစ်ချင်းရပါမယ်လို့ဆမအနေနဲ့အာမမခံနိုင်ပါဘူးတချို့ဒီနေ့ရမှာလားလို့မေးတဲ့ကလေးတွေပေါ့နော်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်တက်တဲ့ပုံစံကြီးနဲ့တူတာဖြစ်တဲ့အတွက်မတူပါဘူးလို့နော်ရပုံတွေကမတူပါဘူးလို့နော်တကယ်လို့မှပုံချင်းကြည့်ရဆိုရင်လာပြီးတော့မှာယူနိုင်ပါတယ်အားလုံးတင်ညတွေပုံကြည့်ကြပါစေ Happy beautiful day ဆင်မဖတ်တဲ့ပူစားလိုက်အောင်နော်